Hello အားလုံးပဲမင်္ဂလာပါဂျမထွန် Guide for YouTube ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်လက်ကိုကေကထုတ်လုပ်ထားတဲ့ notebook M1 အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ content တွေဖြစ်တဲ့ဝတ္ထုတွေပဲဖြစ်ဖြစ် text file တွေပဲဖြစ်ဖြစ် PDF file တွေပဲဖြစ်ဖြစ်ပုံမြင်တွေဇာတ်လမ်းတွေကို analysis လုပ်ပေးနိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်ဒီကောင်လေးကအခုတလောမှာမြန်မာဘာသာရနေပြီဆိုတော့မြန်မာအတန်နဲ့ analysis လုပ်ပေးတာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရပါတယ်ဒီတော့ကျွန်တော်ဒီဟာလေးကိုဘယ်လိုလုပ်တယ်လဲဆိုတာကိုကျွန်တော်စမ်းသပ်ကြည့်သေးတယ်ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ် Hello ဒီနေ့မှာတော့ကျွန်တော်လက်ကိုကေကထုတ်တဲ့ Google Notebook LM အကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှစမ်းသပ်သုံးစွဲကြည့်ရသည်ကတော့notebook LM ကတော့မိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်content တွေဖန်တီးရဲ့နေရာမှာကျွန်တော်တို့ဘယ်နေရာတွေမှာသုံးလို့ရမလဲဆိုရင် audio book နေရာတွေမှာကျွန်တော်သုံးလို့ရတယ်အဲ့ audio book နေရာတွေမှာကျွန်တော်တို့ကဒီစာအုပ်တုပ်ပဲဖြစ်ဖြစ်ဒီ content တစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေကို analysis လုပ်ပေးတဲ့နေရာမှာတော်တော်လေးဆရာကြတယ်လို့ပြောလို့ရတယ်နော်ကျွန်တော်တို့ကပထမအဆုံး Google Chrome ထဲမှာကျွန်တော်ဝင်မယ်ပေါ့နော်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့က GOGLE Google NOD notebook MM ဆိုပြီးတော့ကျွန်တော်ရိုက်ပြီးတော့ရှာလိုက်မယ်ရှာလိုက်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ရလာမယ်ပေါ့နော် Google notebook MM ဆိုပြီးတော့ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က try to notebook MM ဆိုပြီးတော့တစ်ချက်ထက်ကျွန်တော်တို့ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီမှာ create new ပေါ့နော်ဒါပေမဲ့ဒီမှာ account ဝင်ထားရမယ်ပေါ့နော် account ဝင်ထားမှအဆင်ပြေလိမ့်မယ်ကျွန်တော်ကတော့ account ကကျွန်တော်ကpro account ဖြစ်တယ်ပေါ့နော် pro account ဖြစ်တယ်ဆိုတော့pro account ဖြစ်တယ်ဆိုတော့စိတ်ကြိုက်သုံးလို့ရတာပေါ့နော်တကယ်ကျွန်တော်ကတော့ account မရှိသေးဘူးဆိုရင်တော့free account နဲ့နည်းနည်းလေးစမ်းသုံးကြည့်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ create new ဆိုတာလေးကိုတစ်ချက်ကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအမှားလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဘာလုပ်မလဲဆိုတာတစ်ချက်ကြည့်မယ်ကျွန်တော်တို့ကPDF file တွေ text file တွေဆိုရင်တော့ဒီနေရာတွေ export တွေကျွန်တော်တို့သွားရမယ်ပေါ့နော် export တွေသွားပြီးတော့ upload ကျွန်တော်တို့တင်ပေးရမယ် file ကို upload တင်ပြီးတော့ကျွန်တော်တို့ analysis လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ text file တွေမဟုတ်ဘဲနဲ့text file တွေမဟုတ်ဘဲနဲ့ note သက်ကိုပဲကျွန်တော်တို့ copy ယူထားတယ်ဆိုရင်ကျွန်တော်တို့က copy ယူထားတဲ့စာမျက်နှာကိုကျွန်တော်တို့တကယ်သွားကြည့်မယ်ပေါ့နော်ကျွန်တော်ဆရာတင်ညွန့်ရဲ့ဒီဝတ္ထုတိုလေးတစ်ပုဒ်ကိုကျွန်တော်ယူထားတယ်ပေါ့နော်ဆရာတင်ညွန့်ကိုလည်းလေးစားစွာနဲ့ခွင့်ပန်ပါတယ်ပေါ့နော်ဒီဟာလေးကကျွန်တော်စီးပွားဖြစ်သုံးတာမဟုတ်ပါဘူးဒါလေးကိုကျွန်တော် analysis လုပ်ကြည့်မယ်ပေါ့နော် analysis လုပ်ကြည့်တော့ end note ထဲမှာကျွန်တော်တို့တစ်ချက်သွားမယ်သွားပြီးလို့ရှိရင် end note ထဲမှာကျွန်တော်တို့ time တစ်ချက်ချမယ်ချပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာစာကိုထည့်လိုက်ပြီးလို့ရှိရင်convert to source ဆိုတာလေးကိုကျွန်တော်သွားမယ်ပေါ့နော် convert to source ဆိုတာလေးသွားပြီးရတယ်ကျွန်တော်တို့ကဒီနေရာမှာတစ်ချက်ကျွန်တော်ပြောဖို့တစ်ချက်မေးသွားတယ်ဒီနေရာမှာကျွန်တော်တို့က output language နေရာမှာကျွန်တော်တို့ကမြန်မာကိုတစ်ချက်ရွေးပေးထားရမှာဖြစ်တယ်ပေါ့နော်ဒီ output language နေရာမှာ language တွေကအများကြီးပဲရှိတယ်ဒီထဲမှာကျွန်တော်တို့ကသက်ဆိုင်ရာဘာသာစကားဖြစ်တယ်ကျွန်တော်တို့မြန်မာဘာသာစကားကိုရွေးပြီးတော့ကျွန်တော်တို့စေ့ထားတာပေါ့နော်စေ့ထားပြီးတော့ကျွန်တော်တို့ကအဲ့နေရာမှာ audio overview ဆိုတာကိုနှိပ်ရမယ်အဲ့ audio overview ဆိုတာနှိပ်မှာသူကဒီဇလံရဲ့ဒီဟွာရဲ့အဓိပ္ပာယ်ကိုသူကပြောပြသွားမှာဖြစ်တယ် audio overview လည်းလုပ်လို့ရတယ်ပေါ့နော် audio overview ကတော့နည်းနည်းလေးတော့ကြာတယ် audio overview လည်းနည်းနည်းလေးကြာတယ် okay အဲ့တော့ကျွန်တော်တို့ကတစ်ချက်ကျွန်တော်တို့စမ်းကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ audio overview ကိုနှိပ်လိုက်တာ ਨੇ ဒီနေရာမှာ generative audio overview ဆိုတာလုပ်နေပြီဖြစ်တယ်အဲ့တော့ခဏလေးကျွန်တော်တို့စောင့်ပေးမယ်
ဒီမှာတစ်ချက်ကျွန်တော်တို့သိရမှာကaudio overview မှာကျွန်တော်တို့ရဲ့language တွေမြန်မာဆိုတာကိုရွေးထားမှအဆင်ပြေမယ်เนาะမြန်မာဆိုတာကိုရွေးထားမှအဆင်ပြေမယ်ဒီပုံစံတိုင်းလေးပဲကျွန်တော်တို့ထားမယ်ထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့က generative audio overview ဆိုပြီးတော့ကျွန်တော်တို့လုပ်နေပေါ့เนาะသူကတော့ဒီဝတ္ထုဇာတ်လမ်းရဲ့အကြောင်းအရာကိုသူကanalysis လုပ်ပေးတဲ့သဘောပေါ့အဲဆိုတော့သူကပုံပြင်ပဲဖြစ်ဖြစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ဖြစ်သူက analysis ပုံစံမျိုးလုပ်ပြီးတာဖြစ်တဲ့အတွက်တချို့ပုံပြင်တစ်ပုဒ်ပဲဖြစ်ဖြစ်ဝတ္ထုတစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့နော်သူက analysis ပုံစံမျိုးပြန်ပြီးပြောပြပေးတာဖြစ်တဲ့အတွက်နားထောင်လို့ကောင်းတယ်တချို့ဒီဘယ်လိုပြောရမလဲတချို့သောအကြောင်းအရာလေးတွေကအတန်လေးတွေကွဲပြားမှုရှိပေမဲ့လည်းသူ့ဟာနဲ့သူတော့အဆင်ပြေတယ်လို့ယူဆလို့ရတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒီအကြောင်းအရာလေးတင်မဟုတ်ဘူးပေါ့နော်။တခြားသောအကြောင်းအရာပေါင်းများစွာကိုလည်းကျွန်တော်တို့ဖန်တီးလို့ရတယ်ပေါ့နော်။နောက်ပြီးကြရင်တော့ကျွန်တော်ဒီဟာကိုaudio overview အနေနဲ့ကျွန်တော်နားထောင်ကြည့်မယ်ပေါ့နော်။သူဘယ်လိုများသူပြောပြထားသလဲဆိုတာပေါ့တစ်ချက်ကျွန်တော်တို့နားထောင်ကြည့်မယ်ပေါ့ဘယ်လိုလာမလဲပေါ့ကျွန်တော်အရင်စမ်းပြီးတော့လုပ်ကြည့်ခဲ့တဲ့အရာတွေကတော့တော်တော်လေးကောင်းတာကိုတွေ့ရတယ်ကျွန်တော်ဟိုအရင်တစ်လောကကျွန်တော်ပြောခဲ့တဲ့ကျွန်တော်ရှင်းပြခဲ့တဲ့ငှက်တပြားပုံမြင်ဆိုရင်ကျွန်တော်ဒီထဲမှာထည့်ပြီးတော့သူ့ကို analysis လုပ်ခိုင်းလိုက်တော့သူပြောပြထားပေးတာတွေတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော် Okay အဲ့တော့ခုတလောမှာ Google Notebook LM ကတော်တော်ကောင်းလာတယ်ဆိုတာမြန်မာဘာသာစကားကိုသူက support လုပ်ပေးလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လိုဝတ္ထုဇာတ်လမ်းအကြောင်းအရာပဲဖြစ်ဖြစ်ဘယ်လိုစာစုမျိုးပဲဖြစ်ဖြစ်သူ analysis လုပ်ပေးနိုင်တယ်ဆိုအားရှိရပေါ့နော် Okay ဒါပေမဲ့တစ်ချက်ရှိတာကကျွန်တော်စမ်းသပ်ကြည့်ရသရွေ့ကတော့သူကတအားရှည်လွန်းတဲ့ဝတ္ထုတွေဆိုရင်တော့ကြားထဲမှာအတန်လေးတွေပြတ်တောင်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်တို့ကစတိုက်မထုတ်ဘဲနဲ့သူ့ကိုအပိုင်းလေးတွေနဲ့ခွဲပြီးတော့ထုတ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ် Okay အဲ့ဆိုတော့ကျွန်တော်တို့ကအရေးကြီးဆုံးကတော့ account တစ်ခုရှိဖို့တော့လိုတယ်ပေါ့နော် account ရှိမှသာလေအဆင်ပြေမယ် account မရှိဘူးဆိုရင်တော့အဆင်မပြေဘူးဗျကျွန်တော်အခု pro account နဲ့ကျွန်တော်လုပ်ပြထားတာဖြစ်တယ် free account နဲ့တော့ကျွန်တော်မစမ်းကြည့်ရသေးဘူးပေါ့နော်အဲ့ဆိုတော့တကယ်ချင်းတို့ကတော့ခင်ဗျားတို့ကတော့စမ်းကြည့်ရင်တော့စမ်းကြည့်ပေါ့စမ်းကြည့်ပြီးတော့လုပ်စမ်းကြည့်လို့ရပါတယ် Okay audio overview ဒီနည်းနည်းလေးကြာတယ်စာပိုက်ရှည်ရင်ရှည်သလိုကြာတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့တန်ကြီးခံပြီးစောင့်ကြည့်ရပါတယ်နောက်တစ်ချက်က video overview ပါလုပ်လို့ရတယ်เนาะအဲ့ဆို audio overview လုပ်လို့ရတာကြာရင် video overview ကလည်းတော်တော်လေးကြာပါတယ်ကျွန်တော်တို့တခြားသောအလုပ်တွေကိုလုပ်ခိုင်းထားလို့တော့ရတယ်ပေါ့နော်သူ့ကိုခဏလေးနှေးထားပြီးတော့တခြားအလုပ်တွေလုပ်လို့လည်းရတယ်နောက်ပြီးတော့ဒီနေရာမှာညံစမ်းမေးခွန်းတွေပါတယ်ဆိုလည်းဒီနေရာမှာထည့်လို့ရတယ်ပေါ့နော်ဒီမစိုးဘူးတော့ပြောလို့ရ flash card တွေလည်းသူထည့်ပေးထားတာတွေလည်းရှိတယ်တော်တော်လေးစုံလင်သူလုပ်ပေးထားတယ်ပေါ့နော် Okay အဲ့တော့တစ်ချက်ကျွန်တော်တို့စောင့်ကြည့်လိုက်မယ်ပေါ့နော်โอเคဒီတော့ကျွန်တော်တို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာ play ဆိုတာလေးကိုတစ်ချက် play button လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ play ကြည့်မယ်ကျွန်တော်တို့ရဲ့အရေးမြစ်ဒီကိုအတူတူချပြဆွေးနွေးဖို့ဒီမှာသူ12မိနစ်ရှိတယ်ပေါ့နော်အဲ့ဆိုတော့ဒီစာကိုသူ analyze လုပ်တာ12မိနစ်စာဆိုတော့
ကျွန်တော်တို့ contact တစ်ပုဒ်ဖန်တီးမယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော် okay ကျိုးဆိုပါတယ်ရှင်ဒီနေ့ကျွန်တော်တို့ကြည့်မယ့်အကြောင်းအရာကတော့အတွေ့အခေါ်ဆန်ဆန်မဆုတူလေးတစ်ခုပါအတိတ်မဆုလို့ခေါင်းစဉ်တက်ထားတယ် ဟုတ်ပါလွန်ခဲ့တဲ့ရက်ပိုင်းကနေရေးထားတာဆိုတော့တော်တော်လေးလက်ဆန်နေသေးတာပေါ့နော် ဟုတ်ကဲ့ဇလန်အစကတိတ်ရိုးရှင်တယ်ကားတစ်စီးပြက်နေလို့စိတ်ရှုံးနေတဲ့ဆန်းဆက်ပိုင်းရှင်တစ်ထေးကြီးတစ်ယောက် နောက်တစ်ယောက်ကတော့လေ့ချင်ပြီးတော့ပြိုပြိုကြီးစိုက်ကားနင်းလာတဲ့စိုက်ကားသမားတစ်ယောက်သူတို့နှစ်ယောက်လမ်းပေါ်မှာတွေ့တဲ့အခိုက်အတန့်လေးကနေစတင်ထားတော့ပါ ဒီတွေ့ဆုံမှုကဒါမှတွေ့ဆုံမှုလေးနဲ့တူပေမဲ့လေတကယ်ကိုနည်းနည်းတဲ့မိကွန်းတစ်ခုကိုငွေထုတ်ပေးလိုက်တယ် ဟုတ်တယ်နော် ချမ်းသာကြွယ်ဝမှုနဲ့တာဝန်တွေကြားမှာပြီးနေတဲ့တတိကြီးရဲ့ဘဝပုံစံပြီးတော့ဘာမှမပိုင်ဆိုင်တဲ့လောက်နေပါရိုးရှင်စွာနေထိုင်ပြီးစိတ်ချမ်းသာနေတဲ့စိုက်ကားသမားရဲ့ဘဝပုံစံဒီတစ်ခုမှာဘေးကတကယ်ပျော်ရွှင်ခြင်းနဲ့ပူနီးစားတယ်ပေါ့ ဟုတ်ပြီဆိုတော့တကယ်မိကွန်းကပိုင်ဆိုင်မှုတွေကကျွန်တော်တို့ကိုပျော်ရွှင်စေတာလားဒါမှမဟုတ်ဝင်ဖို့ဖြစ်စေတာလားဆိုတာပဲကဲဒီအကြောင်းအရာတွေကိုစပြီးစဉ်းစားကြည့်ကြရအောင်ဇလန်းစားမှလေကျမကိုရင်ဆုံးဖန်ဆားလိုက်တာကစိတ်ကားသမားရဲ့ပုံစံပဲ ဟုတ် သူကလေးလေးချွင်ပြီးစိတ်ကားနဲ့လာတာသူ့ပုံစံကိုမြင်ပြီးကားပြက်လို့စိတ်ညစ်နေတဲ့သူတဲ့ကြီးကမင်း မိုက်တယ်နော်သူဇလန်းကိုလေဇလန်းကိုကိုယ်တိုင်ဖတ်ရတယ်လို့ခံစားပြီးတော့ကိုကအချိန်မအားလို့ပေါ့နော်မအားလို့မဖတ်နိုင်ဘူးကိုကနားထောင်နေတယ်ဆိုရင်ဒီပုံစံနဲ့ကျွန်တော်သွားပြီးတော့လုံထားလို့ရတယ်ပေါ့နော်ဒီဇလန်းကဘာကိုပြောချင်တာလဲဘယ်လိုရည်ရွယ်ချက်တွေရှိတယ်လဲဘာအကြောင်းအရာတွေကိုဆိုလိုတာလဲဇက်ကောင်တွေကဘယ်လိုတွေလဲသူအကုန်လုံးကို analysis လုပ်ပြီးသွားတာပေါ့နော်တော်တော်လေးမှစိတ်ကြည်နှက်ဖို့ကောင်းတဲ့ notebook element ဖြစ်ပါတယ်နော်နောက်တစ်ချက် Brio overview ကိုကျွန်တော်တစ်ချက်လောက်သွားကြည့်လိုက်အောင်Brio overview ကတော့ Brio overview ကတော့ပို့ပြီးတော့ကြာတယ်ပေါ့နော်အဲ့ဒါဆိုတော့စောစောက MP3 တောင်ကြာတယ်ဆိုတော့ Brio ကတော့ပို့ပြီးတော့ကြာလိုက်မယ် Okay အဲ့တော့စောစောက MP3 ဖိုင်ကို down ကျင်လို့ရှိရင်ကျွန်တော်တို့ကဒီဘက်ဘေးမှာasset ကလေး30ရှိရပေါ့နော်အဲ့ asset ကလေး30ကိုနှိပ်ပြီးလို့ရှိရင် download button လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ down သွားမှာဖြစ်တယ်ပေါ့နော်အဲ့ဆို down သွားပြီးလို့ရှိရင် ဖိုင်ထဲမှာကျွန်တော်တို့ရောက်နေလိမ့်မယ်နောက်ပြီးလို့ရှိရင်ကိုအသုံးချခြင်းတဲ့နေရာမှာအသုံးချခြင်းတဲ့ video edit software တစ်ခုခုမှာထည့်ပြီးတော့ကျွန်တော်တို့လုပ်သွားလို့ရတယ်ပေါ့နော် Okay ဒါကကျွန်တော်ဒါကsite ဒီ note ထဲမှာထည့်ပြီးတော့test တွေကိုကျွန်တော်တို့က analysis လုပ်ခိုင်းတာပေါ့နော် PDF ဖိုင်တွေကိုလုပ်ခိုင်းရင်လည်းရတယ်ပေါ့နော်အဲ့ဒါတွေကတော့ပါလဲဆိုတော့ဒီ f source ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာ upload တင်ပေးရမှာပေါ့နော်ဒါကတော့ကျွန်တော်မပြတော့ဘူးပေါ့နော် upload တင်ပြီးတော့လည်းလုပ်လို့ရတယ်သူရဲ့ support လုပ်ပေးတဲ့ file တွေက PDF ဖိုင် support လုပ်တယ် test file တွေ support လုပ်တယ် audio file တွေလည်း support လုပ်တယ်ပေါ့နော် PNG file တွေ JPEG file တွေတော်တော်များများ support လုပ်ပေးတာတွေ့ရတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့နောက်ပြီးတော့ဒီဘက်မှာလည်း Google Drive တွေမှာတင်ထားတာတွေpass tag တွေ copy tag တွေဒီနေရာတွေမှာ link တွေမှာလည်းသူကအကုန်လုံး support လုပ်ပေးထားတာတွေကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကရိုးရှင်းရှင်းနဲ့လွယ်လွယ်ကူကူဖြစ်သွားအောင်ကျွန်တော်တို့ကဒီနေရာမှာ endnote ဆိုတာကိုကျွန်တော်နှိပ်ပြီးတော့ကျွန်တော်ဒီကနေမှတစ်စင်ခေါ်တယ်ဒါပေမဲ့ခင်ဗျားတို့သတိထားရမှာက audio overview နေရာမှာကျွန်တော်တို့ကဒီ choose language နေရာမှာကျွန်တော်မြန်မာကိုရွေးထားဖို့တော့လိုတယ်ပေါ့နော် language တော်တော်များများကို support လုပ်ပေးထားတာကိုလည်းကျွန်တော်တို့တွေ့လာရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ video overview ကတော့နည်းနည်းလေးတော့ကြာတယ်ပေါ့နော်ကဲစောစောလိုပဲကျွန်တော်တို့စောင့်နိုင်အောင်မယ်12မိနစ်ပါရပေါ့နော်ဒီမှာသူဆိုရင်ဒီမှာဟောဖြစ်သွားတယ်ဖိုင်က .m4a နဲ့သူထွက်ပြီးတယ်ပေါ့နော် format က m4a နဲ့သူထွက်ပြီးတယ်အဲ့ဒါကိုကျွန်တော်တို့ကvideo edit မဲ့ software ထဲမှာကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော် video edit လုပ်ရတယ်ပေါ့နော် video overview ကတော့နည်းနည်းလေးကြာလိုက်မယ်နောက်တစ်ချက်ကသူက MP3 ဆိုတော့သူတို့ဆွေးနွေးထားတဲ့ပုံစံမျိုးပြောထားတယ်ပေါ့နော်
video overview တိုင်းတော့သူကတယောက်တည်းပြောတဲ့ပုံစံမျိုးပဲသူပြောတယ်ကျွန်တော်လောက်ကြည့်တဲ့ရွေးကတော့တယောက်တည်းပဲပြောပြတယ်နော် မင်းကြီးကစိတ်ချမ်းသာတယ်ဆိုပြီးအစားချီပြီးစကားစတယ် စပ်ပြီးတော့မစီးတတ်ဘူးလို့ဆိုတယ် ဟုတ်တယ်ဒါကသူ့ရဲ့ကာယပေးမှန်းမှုနဲ့ကင်းကွာနေတဲ့ဘဝကိုဟောပြနေလို့ပဲ ဒါပေမဲ့စိုက်ကားသမားရဲ့အဖြေကပိုပြီးတော့ဆန်းနေတယ် အဲ့ဒါလေးကတိတ်ကောင်းလားရပြီစက်ပြီးမစီးတတ်တဲ့သူဆိုရင်စိုက်ကားနေဖို့ထူးတင်စရာမလိုဘူးတဲ့တကယ်ကိုပညာလားပါတဲ့တုံ့ပြန်မှုပဲ ဟုတ်ပါ ဒီအခန်းကတိတ်ကိုအားပါပြီးတင်ကေတာဆန်တယ်လို့ကြုံမြင်တယ်သူတို့နှစ်ယောက်နေရာချင်းလဲလိုက်ကြတာလေ ဟုတ်တယ်တတိကြီးကသူ့ရဲ့ပိုင်ဆိုင်မှုရဲ့အမရတာတစ်ခုဖြစ်တဲ့ပိုက်ဆိုင်ကိုစိုက်ကားသမားစီခဏပေးထားတယ်ပြီးတော့စိုက်ကားနည်းနေနေရာမှာတတ်ထိုင်တယ် စိုက်ကားသမားကတသေးရဲ့အိတ်ကိုပိုက်ပြီးတသေးတွေခရီးသေးတွေထိုင်တဲ့နေရာကနေလိုက်ပါလာတာပေါ့ ဒါပဲဒါဟာသူတို့ရဲ့ဘဝအခြေအနေနှစ်ခုအမြင်နှစ်ခုကိုခဏလေးနဲ့စမ်းသပ်ကြည့်လိုက်တယ်လို့ပါပဲ ပြီးတော့တသေးကြီးစိုက်ကားစနစ်လိုက်တဲ့အချိန်မှာအပြောင်းလဲတစ်ခုဖြစ်လာတယ်နီးနီးနဲ့သူပျော်လာတယ်စာထဲမှာသူသေးကနီးနီးပျော်လာပြီဆိုပြီးရှင်းရှင်းလေးပဲရေးထားတယ် ဟုတ်တယ် ဒါပေမဲ့ဒီရိုးရှင်းတဲ့ဝါကြလေးကအတိတ်ပဲအများကြီးတက်ရောက်တယ်နော်ကားပြတ်လို့အစင်းညစ်နေတာတွေစီးပွားရေးတောင်းဝန်တွေအားလုံးကိုမေ့ပြီးတိုက်ခတ်လာတဲ့လေကိုခန်းစားရင်းနဲ့သူစိတ်တွေလွတ်လပ်သွားပုံရတယ် ဒါက ပိုက်တယ်10 minute စာဆိုတော့အဆင်ပြေ content တွေဖန်တီးလို့ရတယ်ကိုဘလို့ဖန်တီးမလဲဆိုတာလေးပဲစဉ်းစားရမှာပေါ့နော်ဘလို့ content တွေဖန်တီးနိုင်မလဲဆိုတော့ကိုယ့်ရဲ့ idea နဲ့ creation ပေါ်မှာမူတည်တယ် generative video overview ကတော့နည်းနည်းလေးကြာတယ်ပေါ့နော်ဒါလေးကတော့တက်ညှိခံပြီးစောင့်ပေးရတယ် ကဲချမ်းသာပေမဲ့စိတ်မချမ်းသာတဲ့သူသေးကြီးတယောက်ပြီးတော့ဘာမှမပိုင်ဆိုင်မဲ့စိတ်ချမ်းသာနေတဲ့စိုက်ကားသမားတယောက်ဒီနေ့တော့သူတို့နှစ်ယောက်ရဲ့ထူးထူးခြားခြားတွေ့ဆုံမှုကနေဘဝရဲ့တကယ်ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာကိုပြောပြပေးမယ့်ဇာတ်လမ်းလေးတစ်ခုကိုရှင်းပြချင်ပါတယ်ဒီပုံစံတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့အယူကတော့ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့စိုက်ကားသမားပြောရတဲ့ဒီစကားတစ်ခွန်းပါပဲကျိုးလို့နေချင်းရင်ဘာကူမအစွဲအလမ်းမထားနဲ့ယူလေးပေမဲ့တိတ်ကိုနည်းနည်းတယ်နော်ဇလန်ကဒီလိုစပါတယ်လမ်းဘေးမှာကားအကောင်စားကြီးတရှိပြတ်နေလို့စိတ်ညစ်ပြီးရက်နေရသူကတော့ဆန်းဆက်ပိုင်ရှင်တခေကြီးတယောက်ပေါ့သူ့မှာပိုင်ဆိုင်မှုတွေအများကြီးရှိတာကသူ့ကိုအောင်မြင်စေခဲ့ပေမဲ့အခုချိန်မှာတော့အဲ့ဒီပိုင်ဆိုင်မှုတွေကတစ်ခုကပဲသူ့ကိုစိတ်ဒုက္ခပေးနေတာပေါ့ ဒီနေရာမှာသူကတော့ဟောတတ်မှတ်ပါတယ်ပေါ့နော် notebook element ဒါလေးတစ်ချက်တော့ရှိတယ် okay ကျွန်တော်တို့ဗီဒီယိုကိုတော့အစားဆုံးမပြတော့ဘူးခင်ဗျားတို့ပဲ like ပြီးလုပ်ကြည့်လိုက်တော့เนาะနောက်ကျရင်တော့ကျွန်တော်တို့ download button လေးကိုနှိပ်ပြီးတော့ download ရပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားတာကလက်ခုကေကတုတ်ထားတယ် notebook element ရဲ့mm မှာကျွန်တော်တို့ PDF file တွေ text file တွေnotes တွေကိုဘယ်လို analyze လုပ်မလဲမြန်မာစကားဘယ်လိုပြောခိုင်းမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူး